နိုက်ပါသမားကအဝေးတနေရာကအမျိုးသမီးကိုတနက်နဲ့ချိန်လိုက်ပါတယ်အဲ့လိုအရေးကြီးတဲ့အချိန်တွေမှာအမျိုးသားတူဟာသူမကိုတွန်းချလိုက်တာကြောင့်ကြီးစံဟာသူမကိုမထိပဲလွတ်သွားခဲ့ပါတယ်အမျိုးသမီးကလုံးဝကိုအံ့ဩမြင်တတ်သွားခဲ့ပါတယ်ဒါပေမဲ့စနိုက်ပါသမားကသူမကိုနောက်တစ်ချိန်ထပ်ပြစ်ပြန်ပါတယ်ဒီတစ်ခါမှာတော့အမျိုးသားကအကျွေးစစ်တစ်စီကိုထုတ်ပြီးလေထဲကိုပစ်တင်လိုက်ပါတယ်မယုံနိုင်စရာကောင်းတော့ပါပဲအဲ့ဒီအကျွေးစစ်ဟာဝင်လာတဲ့ကြီးစံကိုတိကျမှန်ကန်စွာကာကွယ်ပေးလိုက်ပါတယ်စနိုက်ပါသမားဟာသူ့ရဲ့ပြစ်ချက်ကိုဖုံးကွယ်ထားလို့မရတော့ပါဘူးအမျိုးသားဟာချက်ချင်းဆိုသလိုတံပြန်တိုက်ခိုက်ဖို့စတင်ကြံစီပါတော့တယ်သူ့မျက်လုံးလေးဟာအမျိုးသမီးရဲ့ခြေအိတ်တွေကိုတွားချိမိလိုက်ချိန်မှာလို့အကျဉ်တစ်ခုကိုရလိုက်ပါတယ်သူကအမျိုးသမီးကိုခြေအိတ်တွေချွတ်ခံပြီးကားနောက်ခန်းထဲကိုအမြန်ဝင်လိုက်ပါတယ်အမျိုးသမီးကပထမတော့သူကနောက်နေတယ်လို့ထင်ခဲ့ပေမဲ့သူ့ရဲ့မျက်နှာမူရံကိုကြည့်ပြီးလိုက်လောခဲ့ပါတယ်အမျိုးသားဟာခြေအိတ်တွေကိုအသုံးပြုပြီးလေးခုတစ်ခုကိုအလျင်မြန်ပြုတ်လုပ်လိုက်ပါတယ်ပြီးနောက်ကားပတင်းဘက်ကိုချပြီးစနိုက်ပါသမားကိုလေးခုနဲ့ချိန်လိုက်ပါတယ်အဲ့ဒီချိန်မှာပဲစနိုက်ပါသမားကလည်းအမျိုးသားကိုပြန်ချိန်ထားပါတယ်စနိုက်ပါသမားကတနက်ပေါင်းဆွဲလိုက်တဲ့ချိန်မှာအမျိုးသားကလည်းအကျွေးတစ်စီကိုရှေ့ကိုပစ်လိုက်ပါတယ်အဲ့ဒီကျွေးစီဟာလေထဲကိုမြန်နှုံးမြင့်စွာဖြတ်တန်းသွားပြီးကြီးစားနဲ့ထိခိုက်မိလိုက်ပါတယ်နှစ်ဦးစလုံးကနောက်ထပ်တိုက်ခိုက်ဖို့အတွက်ချက်ချင်းပြန်ဆင်ကြပါတယ်ဒါပေမဲ့ဒီတစ်ခါမှာတော့အမျိုးသားကအကျွေးသီးထုံးစီကိုတပြန်နဲ့ပစ်လိုက်ပါတယ်ပထမကျွေးသီးဟာစနိုက်ပါသမားရဲ့လက်ထက်ကနေစနိုက်ပါရိုင်ဖယ်ကိုလွင့်သွားအောင်လုပ်နိုင်ပါတယ်နောက်တစ်ခဏမှာတော့ဒုတိယကျွေးသီးဟာပြန်တန်းသွားပါတယ်စနိုက်ပါသမားဟာအလင်းမြန်ရှောင်လိုက်တာကြောင့်အကျွေးသီးဟာအနီးနားကနေရာတစ်ခုတည်းကိုစိတ်ဝင်သွားခဲ့ပါတယ်လုတ်ချန်တက်ဖြတ်သူကအားလုံးပြီးဆုံးသွားပြီလို့တွေးလိုက်တဲ့ချိန်မှာပဲတတိယကျွေးသီးဟာသူ့ရဲ့မျက်ဖုံးကိုရိုက်ခွဲလိုက်ပါတော့တယ်သူပြန်တရားလာတဲ့ချိန်မှာတော့အဲ့ဒီလူနှစ်ဦးဟာထပ်သွားနေမှာပြီဆက်စုချင်းစိတ်ဖြစ်ပေါ်လာတဲ့လုတ်ချန်တက်ဖြတ်သူဟာပြုံးလိုက်ပါတယ်သူဟာဒီလိုမျိုးတန်တူရှင်ပိုင်လိုက်တဲ့ပြိုင်ဘက်မျိုးနဲ့တခါမှမစုံဘူးခဲ့ပါဘူးမကြခင်မှာပဲလုတ်ချန်တက်ဖြတ်သူဟာအမျိုးသမီးရဲ့ကုမ္ပဏီကိုခြေရန်လိုက်ခံတော့ပါတယ်